ကျမဟာတောင်းနဲ့ချီတဲ့သူတွေထဲမှာတယောက်သေးသောလျှောက်ကြားကိုကံကောင်းစေမဲ့ဇာတာရှင်မှာမွေးဖွားတဲ့နေ့ကစပြီးကျမကိုနမိတ်ဖတ်ခဲ့ကြတယ်။နောက်တစ်ချိန်မှာဘသူနဲ့ပဲလက်ထက်လောကမှာအမိမြတ်ဆုံးအမျိုးသမီးဖြစ်လာပြီးလူအပေါင်းရဲ့ပူဇော်မှုကိုထာဝစဉ်ခံယူရမယ်လို့ပေါ့။ဧကရိတ်မင်းမြတ်ရဲ့အချစ်ဆုံးကျင်ရတော်ဖြစ်တဲ့ဝှေ့ဖေးဟာကျမအမေနဲ့ရင်းနှီးရဲ့တန်ရောစဉ်ရှိတာကြောင့်ကျမနဲ့သူမရဲ့9ယောက်မြောက်မင်းသားလေးကိုစောစောစီစီစေ့ဆက်ပေးခဲ့ပါတယ်။ဒါပေမဲ့မင်္ဂလာဆောင်တဲ့နေ့မှာပဲရှန်ချန်ကျွင်းကကျမကိုလူပုံအလဲမှာအဆက်ခွဲဖို့လုပ်ခဲ့တယ်။သူကကျမရဲ့ခေါင်းမြေဘွားကိုဆွဲဖယ်ပြီးကျမကိုအစီကံမလေးရှိမှဒူးထောက်လက်ဖက်ရည်ကနော့ခိုင်းတယ်။ငါနဲ့လော့ရောင်ကလင်မယားအရာမြောက်ပြီးသားမင်းကနောက်မှရောက်လာတဲ့သူဆိုတော့သူမကိုလက်ဖက်ရည်ကနော့ရမယ်။ငါမဲလော်ကအတင်းအကျပ်ခိုင်းလို့သာမင်းကိုယူရတာ။ငါဘဝမှာလော့ရောင်တွန်းအောင်ထဲကိုပဲချစ်မှာ။မင်းဒီဘဝမှာလော့ရောင်ရဲ့အပေါ်ကိုတက်ဖို့မကြနဲ့။ငါထီးနားကက်တဲ့နေ့ကျရင်လော့ရောင်ကိုပဲမိဖုရားကြီးမြောက်မယ်။ငါရဲ့သားသမီးဟာလေသူမနဲ့ရတဲ့ကလေးပဲဖြစ်ရမယ်။ရှန်ချန်ကျွင်းရဲ့ရိုင်းဆိုင်တဲ့စကားတွေကိုကြားတော့ကျမမငိုတဲ့အပြင်ရဲတောင်ရဲမိလိုက်သေးတယ်။ကျမမှုမှတ်အပေါင်းကိုလှည့်ကြည့်ပြီးပြောလိုက်တယ်။ဒါဆိုရင်ကျမနဲ့မင်းသားလေးရဲ့စိတ်ဆက်ကြောင်းလဲမှုဟာဒီနေ့ကစပြီးပြက်ပြဲသွားပါပြီ။ဒီနေရာမှာရှိတဲ့သူတွေကဘသူကဒီနေ့ကျမကိုလက်ထပ်ချင်လဲ။ကျမစွရင်ခဲခုချက်ချင်းလိုက်ခင်မယ်။ကျမစကားကြောင့်မှုမှတ်အားလုံးအံ့အားသွားကြတယ်။စုမိသားစုရဲ့သမီးပြိုဟာထိုးချတဲ့စာတာရှင်ဖြစ်ပြီးမိဖုရားကြီးဖြစ်မယ်သူဆိုတာဘယ်သူမသိပဲနေမလဲ။သူမကိုယူတဲ့သူဟာနောက်တစ်ချိန်မှာဧကရိတ်ဖြစ်လာမဲ့သူရဲ့ဖခင်ဖြစ်မှာပဲ။ဒါအပြင်သူမကချောမောလှပါတာကြောင့်လူတိုင်းကသူမကိုလိုချင်နေကြတာ။ဒါပေမဲ့9ယောက်မောင်မင်းသားကတော့အစေခံမလီအသက်နဲ့ဒီလိုမင်းကလေးကိုလက်လွတ်လိုက်တယ်တဲ့။မှုမှတ်တွေထဲမှာသူမကိုယူကျင်တဲ့သူတွေရှိပေမဲ့နန်းတွင်းမျက်နှာကြောင့်ဘသူမှထုတ်မပြောရဲကြဘူး။ရှန်ချန်ကျွင်းကတော့ကျမကတကယ်ပဲစေးဆိုင်ပွဲဖြစ်ရဲလိမ့်မယ်လို့မထင်ထားဘူး။စွရင်ကမင်းတော်တတိကောင်းနေတာပဲ။မင်းနဲ့ငါရဲ့မင်္ဂလာပွဲကငါ့မယ်တော့သဘောတူထားတာ။မင်းနမေကလည်းနန်းတွင်းစီရင်ထဲရောက်နေပြီ။ငါမင်းကိုမလိုချင်တောင်မင်းတခြားဘသူကိုမှလက်ထပ်လို့မရဘူး။ဘသူမှနန်းတွင်းနဲ့ဆန့်ကျင်ပြီးမင်းကိုမယူရဲဘူး။အဲ့လားပုံနိုင်မှုပဲ။သူကပုံနိုင်မှုဆိုရဲစကလုံးနဲ့အားလုံးကိုချင်းချောက်လိုက်တော့တကွင်းလုံးတိတ်ဆိတ်သွားတယ်။သူကအောင်နိုင်သူလိုပြုံးပြီးကျမကိုကြည့်နေတယ်။စွရင်ကမင်းတွေ့ပြီမလား။မင်းမှရွေးချယ်စရာ2ခုပဲရှိတယ်။တစ်ခုကအသေးခံဖို့ခေါင်းသွင်းစွန့်မလား။ဒါမှမဟုတ်ခေါင်းသုံးပြီးတီလာရှင်ဝက်မလား။သူကကျမကိုနန်းသွင်းအာနာနဲ့ဖိနှိပ်နိုင်မယ်လို့ထင်နေတာ။အဲ့ဒီအချိန်မှာပဲဝှေ့ဖေးရောက်လာပြီးလော့ရောင်ကိုပါရိုက်လိုက်တယ်။ပတိလာကြည့်လား။မင်းသားရဲ့မင်္ဂလာပွဲမှာဒီလိုတွေလုပ်ရတယ်ပေါ့။ဝှေ့ဖေးကလော့ရောင်ကိုအဖြစ်ပေးဖို့ကြိုးစားပြီးမြဲရှန်ချန်ကျွင်းကကာကွယ်ပေးထားပြန်တယ်။လော့ရောင်ကငါလူပဲဘသူမှသူမကိုမထိစေနဲ့။ဝှေ့ဖေးကသူ့သားကိုနားချော်ဖို့ကြိုးစားပြီးမြဲသူကနားမထောင်ဘူး။သူကကျမကိုတေယဝင်စနီးအဖြစ်ထားပြီးမြဲဒါပေမဲ့သူမကိုပြေတော့မှမထိဘူးလို့ပြောတယ်။လော့ရောင်မငါရင်ထွေ3လရှိနေပြီ။မင်းကကလေးမွေးလာရင်ပြုစုပေးရမယ်။မင်းအဖေကပညာရှိဆိုတော့ငါကလေးကိုလည်းပညာသင်ပေးရမယ်။ဒီလိုယူဆွတဲ့စကားတွေကိုကြားတော့အားလုံးကအံ့အားကုန်ကြတော့လေ။ဝှေ့ဖေးလည်းမျက်နှာပြတ်သွားတယ်။ဒါပေမဲ့လော့ရောင်ရဲ့ဘိုက်ထဲမှာရှန်ချန်ကျူးရဲ့ကလေးရှိနေတော့သူလည်းဘာမှမလုပ်ရတော့ဘူး။သူကပြုံးပြီးကျမလက်ကိုလာကင်တယ်။သမီးလေးရဲ့အမေကသမီးကိုကောင်းကောင်းမဆုံးမနိုင်လို့ပါ။သမီးကိုစိတ်မကောင်းဖြစ်အောင်လုပ်မိပြီ။ဒီနေ့ကမင်္ဂလာရက်မြတ်ဆိုတော့သမီးလည်းခဏလောက်တီးခန့်ပေးပါ။ရှန်ချန်ကျူးရဲ့တောင်းဆိုချက်ကိုခဏလောက်သဘောတူလိုက်ပါ။မင်္ဂလာပွဲပြီးသွားရင်နောင်ကျရင်အမေကသမီးဘက်ကနေရက်တည်ပါမယ်။အဲ့ဒီအစေခံမလေးကိုသမီးကိုအနိုင်မကျင့်စေရပါဘူး။ဝှေ့ဖေးရဲ့စကားတွေကဘလောက်ပဲနားဝင်ချိုးပါစီ။ကျမသိပါတယ်။သူလည်းအခုချိန်မှာဘာမှမတတ်နိုင်ဘူးဆိုတာ။ကျမကရှန်ချန်ကျူအသက်တီးခန့်ပေးလိုက်ရင်နောင်ကျရင်ပို့ပြီးတော့တောင်မဖြစ်နိုင်တော့ဘူး။ကျမဝှေ့ဖေးရဲ့လက်ထဲကနေကျမလက်ကိုဆွဲထုတ်လိုက်တယ်။မဖျားကြီးကစိတ်ထားအယမ်းမွန်မြတ်တာပဲ။ဒါပေမဲ့ကျမမျက်လုံးထဲမှာတော့အမွှားယွင်းကိုအကြည့်မခံနိုင်ဘူး။မဖျားကြီးမေ့နေသည်လား။ကျမအမေစီမှာလာပြီးစိတ်ဆက်တုန်းကမဖျားကြီးကိုယ်တိုင်ဂတိပေးခဲ့တာလေ။မင်းသားမှာကျမတိအောက်သေးပဲဇနီးရှိရမယ်လို့အခုတော့မင်္ဂလာတောင်မဆောင်ရသေးဘူး။မင်းသားကတခြားမိန်းမကိုအရေးပေးပြီးကျမကိုနှိမ်ချနေပြီ။ဇနီးတွေကိုအစေခံမလီရှိမှဒူးထောက်ခိုင်းတယ်။ဗိုက်ချင်းမှလည်းကလေးရှိနေပြီဆိုတော့ဒါကတကယ်ကိုရှက်စရာကောင်းတဲ့ကိစ္စပဲ။ကျမတီလော့ရှင်ပဲဝေရဒီလိုယောက်ျားမျိုးနဲ့တော့လက်မထပ်နိုင်ဘူး။ဝှေ့ဖေးကကျမကဒီလောက်အထိခိုင်မာတဲ့စိတ်ရှိမယ်လို့မထင်ထားဘူး။သူလည်းမျက်နှာပြတ်သွားတယ်။ရှန်ချန်ကျူးကတော့ကျမရဲ့စကားတွေကြောင့်ဒေါသထွက်သွားတယ်။စွရွံကမင်းတော်ဟန်ဆောင်ကောင်းတာမင်းငါအမေရှိနေလို့မင်းငါကိုလက်ထပ်ရမှာမဟုတ်ဘူးလို့ထင်နေလား။ငါအခုလော့ရောင်ကိုခေါ်ပြီးထွက်သွားတော့မယ်။မင်းတယောက်တည်းဒီမှာကြိုင်ခဲ့စေရမယ်။မင်းနဲ့စုမိသားစုကိုတမျိုးလုံးရဲ့လန့်စရာခက်အောင်လုပ်မယ်။ပြောပြီးတာနဲ့ရှန်ချန်ကျူးကလော့ရောင်ကိုပွေ့ချလိုက်တယ်။ဝှေ့ဖေးကသားပေမဲ့လေသူကတော့လှိုက်မကြည့်ဖေးထွက်သွားတယ်။မင်္ဂလာဆောင်တဲ့နေ့မှာပဲအစွန့်ပစ်ခံရတဲ့မိန်းမဖြစ်သွားပြီ။အားလုံးကကျမကိုတနားတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်။ဝှေ့ဖေးကတော့အရှုံးမပေးသေးဘူး။ဒီနေ့ကရှန်ချန်ကျူးရဲ့အမားပါ။ဒါပေမဲ့မင်္ဂလာပွဲကတော့ဖျက်လို့မဖြစ်ဘူး။ဒါဆိုရင်အစေခံမလေးတယောက်ကိုကြက်ဖဲတကောင်နဲ့မင်္ဂလာဆောင်ခိုင်းလိုက်မယ်။ပြီးမှမင်္ဂလာပွဲကိုပြန်ကျင်းပါမယ်။မဟုတ်ရင်မင်္ဂလာပွဲပြတ်သွားရင်မင်းနဲ့စုမိသားစုရဲ့ဂုဏ်သိက္ခာတွေမကအသက်အန္တရာယ်တောင်ရှိနိုင်တယ်။အားလုံးကအံ့ဩနေကြတယ်။ကျမဘာကိုရွေးမလဲဆိုတာဘယ်သူမှမသိဘူး။တိတာကတော့ကြက်ဖဲနဲ့မင်္ဂလာဆောင်ရင်ခဏတော့ဟန်ဆောင်လို့ရပါမယ်။ဒီလိုကိစ္စမျိုးကပြန့်သွားရင်ကျမတက်လုံးမဲနာမဖော်ရဲခက်သွားမှာပါ။ဒါပေမဲ့စိတ်ဆက်ပွဲကိုလုံးဝဖျက်သိမ်းလိုက်ရင်ရှန်ချန်ကျူးပြောတယ်လို့ပဲပုံကန်မှုဆိုတဲ့ဓာတ်ကကျမတို့မိသားစုအပေါ်မှာရှိတယ်။ကျမတယောက်တည်းမကစုမိသားစုတစ်ခုလုံးမျိုးတုံးသွားနိုင်တဲ့အန်ဒီရရှိတယ်။ တ
တိတ်ဆိတ်နေတဲ့အချိန်မှာပဲတင်ကိန်တဲ့အတန်တန်ထွက်ပေါ်လာတယ်ရုတ်တရက်အပြင်ဘက်ကနေအခြေအနေတွေကိုပြောင်းလဲပစ်လိုက်တယ်စုမင်ကလေးအခုနပြောတဲ့စကားအတဲပဲလားအားလုံးကလှည့်ကြည့်လိုက်ကြတယ်သူတို့ရဲ့မျက်နှာမှာအံ့ဩမှုတွေပို့တိုးလာတယ်ဒီစကားရဲ့အထိပ္ပယ်ကိုအားလုံးနားလည်ကြတယ်ကျမကိုမီးနေတာကဒီနေ့ဘသူလက်ထက်ချင်းလဲဆိုတဲ့စကားအတဲပဲလားလို့ဒါကကိုရောက်မြောက်မင်းသားရဲ့မင်္ဂလာပွဲလေနန်းတွင်းရဲ့ဂုံတိတ်ခါကဒီမှာရှိနေတာဘသူကားမြောက်ဝင်ပြီးနှောက်ရှက်ရမလဲဒါပေမဲ့လာတဲ့သူကိုမြင်လိုက်တော့အားလုံးမြင်ကြသွားတယ်လာတဲ့သူကအရင်ရှင်းမင်းသားရှန်ဖြစ်နေလို့ပါမဲတော်ခွေပေကအရင်ဆုံးတုံ့ပြန်လိုက်ပြီးသူ့မရဲ့မျက်နှာဟာချက်ချင်းဖြူဖြော်သွားတယ်ခြေလမ်းတက်တက်နဲ့ရှေ့ကိုတိုးလာပြီးစိုးရင်တကြီးပြောလိုက်တယ်အိမ်ရှိဆိုင်မင်းသားဒါကဘာသဘောလဲဒီနေ့ကချန်ကျွင်းရဲ့မင်္ဂလာနေ့မဟုတ်လားယွင်းကချန်ကျွင်းရဲ့စိစက်ထားတဲ့ဇနီးလောင်းလေဒီလိုဟာတဲ့မျိုးတော့လှုပ်လို့မဖြစ်ဘူးနော်သူမကပြောရင်းနဲ့ဘေးနားကလူတွေကိုမျက်ရိပ်ပြလိုက်တယ်တယောက်ယောက်ကထွက်ကူပြောပေးဖို့မျှော်လင့်နေပုံပဲကြပြီမေခမ်းမတစ်ခုလောင်းကလူတွေကတော့ခေါင်းငုံပြီးဘာမှမပြောကြဘူးကြမ်းမမဟုတ်တိတစိတ်နောက်ဆုတ်သွားကြတယ်အိမ်ရှိဆိုင်ရဲ့ဒီလောက်ရက်ကလူတွေကိုအားစေပေမဲ့ယွင်ကရဲ့ကန်ကြမကဘလောက်တောင်မြင့်မြတ်တယ်လဲဆိုတာအားလုံးသိကြတယ်ပို့ပြီးတော့အိမ်ရှိဆိုင်ကိုယ်တိုင်ကနန်းလျာမဟုတ်လားတကယ်လို့ယွင်ကဲကိုယူမဲဆိုရင်ဒါဟာကောင်းကင်ကဖန်တီးပေးတဲ့အဖော်ပဲပေါ့ဘသူကဒီပြဿနာတွေကိုဝင်ပါခြင်းပါမလဲရှန်ဟာဝိဖေးရဲ့စကားတွေကိုဂယုမဆိုင်ပဲသူ့ရဲ့အကြည့်တွေကကျမအပေါ်မှာပဲရှိနေတော့မယ်စုမင်းကလေးမင်းခုနကပြောတဲ့စကားတွေကတကယ်ပဲလားကျမသူ့ရဲ့တီငင်းနဲ့မြက်ဝန်းတွေကိုကြည့်ပြီးချက်ချင်းပြုံးလိုက်တယ်ရှေ့ကိုခြေလန်းတိုးပြီးသူ့ကိုအနှဲငယ်အိုးညွတ်လိုက်တယ်တဘာဝကြကြပဲအတိဖြစ်ပါတယ်ရှန်ကဒါကိုကြားတော့မျက်နှာဖြစ်နေတဲ့ဝှေ့ဖေးကိုလှည့်ကြည့်ပြီးပြောလိုက်တယ်မဲတော့ဝှေ့ဖေးဒီနေ့မဲတော့ရဲ့ခမ်းမကိုခဏလောက်သုံးခွင့်ဖြူပါနောက်မှကိုလိုက်လာပြီးတောင်းပန်ပါမယ်ဝှေ့ဖေးရဲ့လက်တွေဟာတုံညင်နေတယ်သူမဘလောက်ပဲမကျေနပ်ပေမဲ့လေလူသိရှင်ကြားမလွန်ဆန်ရဲဘူးအန်ချိပြီးခေါင်းညိတ်လိုက်ရယုံပဲရှိတယ်မင်းသားကပြောမှတော့ရပါတယ်ရှန်ဘာမှထပ်မပြောတော့ပဲကျမဘက်ကိုလက်ကမ်းပေးတယ်ကျမလက်တွဲလိုက်တဲ့အချိန်မှတော့မှသူ့ရဲ့လက်ဖွားကနှွေးထွေးနေပေမဲ့အမာရွတ်လျုပ်တွေရှိနေပါကိုတတိထားမိတယ်ဒါဟာချိုင်းထောက်လိုမျိုးအရာတစ်ခုကိုအမြဲသုံးနေရတဲ့ပုံစံပဲအဲ့ဒီအချိန်မှပဲကျမတတိထားမိလားကသူလမ်းလျှောက်တဲ့အခါပရဲဘက်ခြေထောက်ကအနှဲငယ်နှင်းနေပြီးသူဖုံးပယ်ဖို့ကြိုးစားနေပေမဲ့လမ်းလျှောက်ရလာအစင်မပြေတာကိုမြင်နေရတယ်အင်းရှိဆိုင်အခြေထောက်မကောင်းဘူးဆိုရဲကော်လာဟာလာကတကယ်ပဲဖြစ်နေတာလားဒါပေမဲ့သူ့ရဲ့ခန့်ညားထဲဝိုင်းမှုနဲ့မျက်ခုံးကြားကတင်းရင်နဲ့အရှင်အားဝါကဒီအားနည်းချက်လေးကိုဖုံးကွယ်သွားစေပြီးဘသူမှလစ်လျှော့မသွက်ရအောင်ဖြစ်နေတယ်ခမ်းမတွေကအရာရှိတွေကလည်းအခြေအနေကိုကြည့်ပြီးရှေ့ကိုတိုးလာပြီးဂုံပြုတ်စကားတွေပြောကြတယ်ငကိုကနေရကစားရှိနေတဲ့မင်္ဂလာပွဲဟာကျမနဲ့အိမ်ရှိဆိုင်ရဲ့မင်္ဂလာပွဲအထိတကယ်ပဲပြောင်းလဲသွားခဲ့တယ်အခမ်းအနားမှုကလည်းချက်ချင်းတွန်းပြန်လိုက်ပြီးမင်္ဂလာအချိန်ကိုပြက်လက်ကျင်းညာလိုက်တယ်ကျမနဲ့ရှန်ခမ်းမအရှိမအတူတူရက်ပြီးကောင်းကင်နဲ့မြေကြီးကိုသုံးကျင့်တိုင်းတီတီငီဦးချလိုက်တယ်မင်္ဂလာအခမ်းအနားပြီးဆုံးပြီးမကြခင်မှာပဲခမ်းမအပြင်ကနေတည်င်းရောက်လာတယ်အိမ်စီဆန်အင်းတို့ကရေအားလုံးရောက်ပြီဆိုရင်ရှန်ကကျမကိုကာတွဲပြီးအပြင်ဘက်ကိုထွက်လာတယ်ရေအားလုံးရှိရောက်တော့သူ့ရဲ့ဘဲဘက်ခြေထောက်ကအနှဲငယ်တုံသွားလာကိုမြင်လိုက်တယ်ကျမမသိစိတ်ကနေရှေ့ကိုတိုးပြီးသူ့ကိုကာတွဲဖိလိုက်မိတယ်သူအနှဲငယ်အံ့အားသွားတယ်ကျမဒီလိုလှုပ်လိမ့်မယ်လို့မထင်ထားဘူးသူ့မျက်ဝန်းထဲမှာအံ့အားရည်လေးဖြက်ပြေးသွားတယ်ဒါပေမဲ့သူကကျမရဲ့အကူအညီကိုလက်ခံပြီးကျမရဲ့လက်ကိုအသားရပြန်ကိုင်လိုက်တယ်ဘေးနားကစောင့်နေတဲ့အစိတ်ခံလေးကတော့မျက်လုံးအပြူးပြူးနဲ့ကြည့်ပြီးတိုးတိုးရဲရွက်လိုက်တယ်မင်းသားလာသူတစ်ပါးရဲ့အကူအညီကိုလက်ခံသလားကျမဒါကိုထင်ထင်ရှားရှားကြားလိုက်ရပေမဲ့ဘာမှပြန်မမီတော့ပဲရှန်နဲ့အတူတီတီငင်ပဲရေရလုံးပေါ်တက်ခဲ့တယ်အိမ်ရှိဆိုင်အိမ်တော်ကိုပြန်ရောက်တော့မိုးချုံနေပြီအိမ်တော်ကအစိတ်ခံတွေကတည်ရက်ထားကြပြီးသားမို့ဒီကားပေါ်မှာစုံကြုံနေကြတယ်ရှန်ကကျမကိုကာတွဲနေရေရလုံးကဆင်းပေးတယ်သူကအနှဲငယ်တောင်းပန်တဲ့လေတုံနဲ့ပြောလိုက်တယ်ကိစ္စတွေရုတ်တရက်ထိသွားတော့အိမ်တော်မှာကြိုတင်ပြင်ဆင်မှုတွေမရှိခဲ့ဘူးမင်းစိတ်ညစ်သွားရတယ်ကျမခေါင်းခါလိုက်တယ်မင်းသားကအခက်အခဲတွေချားကနေကျမကိုကဲတင်ပေးတာဟာကျမအတော့ကန်ကောင်းခြင်းတစ်ခုပါပဲဘယ်မှာစိတ်ညစ်စရာရှိမှလဲသူကျမကိုတစ်ချက်ကြည့်ပြီးဘာမှထပ်မပြောတော့ဘူးဒါပေမဲ့အခဲနဲ့အစားအစာတွေကတော့အစင်သင့်ပြင်ထားပြီးပြီနေရာတိုင်းဟာတက်လက်ပြီးအစင်ပြေနေတာကိုတွေ့ရတယ်တညတာကုံဆုံးလို့နောက်တနေ့နိုးလာတဲ့အခါမှာတော့ဘေးပတ်ဝန်းကျင်ကစိမ့်သက်နေတဲ့ပြင်ဆင်မှုတွေနဲ့ကိုပေါ်မှာဝတ်ထားတဲ့တင်တိုက်ပန်းပုံစံအိယာဝတ်စုံကိုကြည့်ပြီးအခုမှပဲအသိပြန်ဝင်လာတယ်ကျမမှန်တင်ကုန်ရှေ့မှာထိုင်နေရင်းနဲ့အိမ်ရှိဆန်နဲ့ပတ်သက်တဲ့ကောလာဟာလာတွေကိုစဉ်းစားမိတယ်သူကငငယ်တုန်းကပြင်းထန်တဲ့ဖျားနာမှုတစ်ခုကြောင့်အတိုက်ကိုကန်းကောင်းထောက်မစွန်နဲ့ပြန်လည်ရရှိခဲ့ပေမဲ့ခြေတော့မကောင်းတော့တာနန်းသွင်းကရူတော်များများကဒါကိုအကြောင်းပြုပြီးအေဂရစ်မင်းညက်ကိုအိမ်ရှိဆန်အသေးခန့်ဖို့တိုက်သွင်းခဲ့ကြပေမဲ့အေဂရစ်မင်းကတော့သူ့ကိုပဲအထူးချစ်ခင်ပြီးကန့်ကွက်မှုတွေကြားကသူ့ကိုပဲနန်းလျာဖွေထားရှိခဲ့တာဒါကြောင့်လဲချန်ကျွင်းတို့တတိုက်ကအိမ်ရှိဆန်တရားဟာမတည်ငြိမ်ဘူးလို့ထင်ပြီးနန်းပလင်ကိုလူလူချင်းတဲ့စိတ်တွေရှိနေကြတာစဉ်းစားနေတော့မှပဲအပြင်ဘက်ကခြေတန်းကြားရတယ်ရှန်ကတကားကိုတွန်းဖွင့်ပြီးဝင်လာတယ်ကိုပေါ်မှာအဖြူရောင်ဝတ်စုံကိုလဲထားပြီးလက်ထဲမှာလည်းလက်ဆောင်စရင်တစ်ခုကိုကင်ထားတယ်ကျမရှိကိုရှောက်လာပြီးပြောလိုက်တယ်ဒီနေ့မင်းကိုအရင်ဆုံးမဲတော့ရိတ်ကူပေးမှန်ကိုခေါ်သွားပြီးဂါရဝပြုခိုင်းမလို့လက်ဆောင်စရင်ကိုလည်းပြင်ထားပြီးပြီထပ်ပြီးဖြစ်ချင်တာရှိသေးလားကြည့်ကြည့်ပါအောင်ဂါရဝပြုပြီးရင်စုအိမ်တော်ကိုပြန်ကြမယ်အိမ်ပြန်တဲ့အတွက်လက်ဆောင်တွေကိုလည်းအစီခံတွေကိုပြင်ခိုင်းထားပြီးပြီမင်းထက်ယူသွားချင်တာရှိရင်လည်းအချိန်မရွေးဖြိုးပါကျမထူကန်းဖေးတဲ့လက်ဆောင်စရင်ကိုကြည့်လိုက်တော့စရင်ထဲမှာအဖိုးတန်တဲ့ပစ္စည်းတွေအများကြီးပါဝင်နေပြီးကျမရဲ့မိခင်နှစ်တက်တဲ့မှင်တုံးတွေတောင်ပါနေတယ်ဒါဟာတကယ်ပဲစိတ်နစ်ပြီးပြင်ဆင်ထားတာပါပဲမင်းသားကတကယ်ပဲစိတ်ဆက်သေးချပါတယ်
ကျမကတော့ဘာမှထပ်ပြေစရာမရှိပါဘူးသူကခေါင်းညှိပြီးပြောတယ်မဲတော့ကကာရဝပြုဖို့လိုအပ်တာတွေလည်းအားလုံးပြင်ပြီးပြီဟုတ်ကဲ့ဒါနဲ့ဒီနေ့မင်းတွားခြင်းတဲ့နေရာရှိလားအိမ်ဖြန်ခင်ဝယ်ခြင်းတာရှိရင်လမ်းကြုံဝင်ဝယ်လို့ရတယ်နော်ကျမစိတ်ထဲကနေသူ့ရဲ့ခြေထောက်ဝေဒနာကိုချက်ချင်းတတိရလိုက်မိပြီးတိုးတိုးလေးပြောလိုက်တယ်ကျမအီးရှန်တောင်ဆေးဆိုင်ကိုတွားခြင်းပါတယ်စိတ်မြစ်တချို့ဝယ်ခြင်းလို့ပါရှန်အနေငယ်အန်အောသွားပေမဲ့အเจ้าရင်းကိုတော့အများကြီးမမေ့ပဲခေါင်းညက်ရုံပဲလုပ်လိုက်တယ်မနက်ဆန်စားပြီးရင်အတူတူတွားကြမယ်လေကျမတို့တရားလုံးစီးပြီးဆေးဆိုင်ကိုတွားတဲကြတယ်ဒါကမြို့တော်ရဲ့အဆင့်မြင့်ဆုံးဆေးဆိုင်ပဲအထက်ကဆေးဝါးတွေကစုံလင်ညုံတွေမကပဲရှားပါးတဲ့ပစ္စည်းတွေလည်းအမြဲရှိတတ်တယ်ရှန်ကဆိုင်ရှင်တဲ့စကားပြောနေတော့မှပဲဆိုင်ရှင်ကလက်တလမှာမှရရှိထားတဲ့တောင်တင်ငါဆေးမြစ်တွေကိုပြဖို့ပြောလိုက်တော့သူကချက်ချင်းပဲတွားကြည့်ဖို့လုပ်တယ်ကျမကတော့လက်ဆောင်အတွက်နောက်ထပ်ပစ္စည်းတစ်ခုထပ်ဝယ်ဖို့စိတ်ကူးနဲ့ဘေးဘက်ကဆေးတူလောင်ကုန်းစီကိုရှောက်သွားလိုက်တယ်ကျမရဲ့မိခင်ကဆေးစရာမျိုးရကဆင်းသက်သွားတာမို့ကျမငငယ်လေးကသူမစီကနေဆေးပညာကိုသင်ယူတာအိမ်ရှိဆန်ဟက်ချရဝေဒနာကိုမနေ့ကတည်းကကျမအထီရှာတွေ့ခဲ့တယ်ဒါဟာကုလို့မရတဲ့ယောဂမျိုးမဟုတ်ပါဘူးဒါပေမဲ့ရှားပါတဲ့ဆေးမြစ်တချို့ကိုပေါင်းဆက်ဖို့တော့လိုအပ်တယ်ဒီနေ့ဆေးဆိုင်ကိုလာတာကလည်းအဲ့ဒီအတွက်အသုံးဝင်မဲ့ဆေးမြစ်ရှိမလားရှာချင်လို့ပါတူလာကုန်းဒေးကိုဝင်သွားလိုက်တာနဲ့ရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားရတယ်မင်းတို့စီမှာရှိတဲ့အကောင်းဆုံးသွေးအားတောင်းမဲ့ဆေးမြစ်တွေကိုအကုန်ထုတ်ပေးပါလော့ရောင်ပါကျွန်တော်ရဲ့ရင်သွေးကိုလွှိုင်းထားတာသူ့ကိုအားနေအောင်လုပ်လို့မဖြစ်ဘူးချန်ကျွင်းမယ်ကျမလှမ်းကြည့်လိုက်တော့ချန်ကျွေးအောင်တကယ်ပဲလော့ရောင်ကိုတွဲပြီးစိတ်စဉ်ကိုရှေ့မှာရက်နေလောက်ကိုမြင်လိုက်ရတယ်သူတို့နှစ်ယောက်ကလည်းကျမကိုမြင်သွားကြတယ်ချန်ကျွင်းကခဏလောက်ကြောင်သွားပြီးချက်ချင်းပဲလောင်ပြုံးလိုက်တယ်မနေ့ကကြက်ဖဲကမင်္ဂလာဆောင်တာတောင်ဒီနေ့ဆေးဆိုင်ကိုလာဖို့စိတ်ကူးရှိသေးတယ်ပေါ့တယောက်ကလောင်ပြောင်တာကိုခံရလို့နေလို့မကောင်းဖြစ်သွားတာလားလော့ရောင်ကလည်းအိုက်တင်နဲ့ပြောင်းလိုက်တယ်အမကအခုထိမင်းသားချန်ကျွင်းကိုပဲလွမ်းနေတုံးလားတကယ်တော့အမလည်းဝမ်းနဲ့နေတော့အမကကြက်ဖဲနဲ့မင်္ဂလာဆောင်ခဲ့ရတာဆိုပြီးနဲ့အမသာစန္ဒရှိမယ်ဆိုရင်နောက်ပိုင်းအိမ်တော်ကိုလာပြီးကျမကိုပြုစုပေးလို့ရပါရဲ့မင်းသားချန်ကျွင်းကလည်းဖြစ်နိုင်ရင်အမကိုထမင်းကျွေးထောင်းပါပါကျမတို့ကိုစကားအပိုတွေပြန်မပြောချင်တာနဲ့စေးစင်တစ်ခုကိုတတဲ့လမ်းဆောက်သွားလိုက်တယ်အချောက်လန်းထားတဲ့ငကားမုံမြတ်တစ်ထောက်ကိုယူလိုက်တယ်ဒါဟာခြေထောက်ဝေဒနာကိုကုသဖို့အတွက်အဓိကဆေးမြစ်တွေကတစ်ခုဖြစ်ပြီးတာမန်ဆေးဆိုင်တွေမှာလုံးဝမရှိနိုင်တဲ့အရာမျိုးဒီဆိုင်မှာရှိနေလိမ့်မယ်လို့မထင်ထားဘူးလော့ရောင်ကကျမငကားမုံမြတ်ကိုယူတော့မြင်တော့မျက်လုံးတွေဝင်းကနေထသွားပြီးချက်ချင်းပဲချန်ကျွင်းရဲ့လက်မောင်းကိုဆွဲလိုက်တယ်ပြီးတော့ချွေးနေတဲ့လေသားနဲ့ဖြောလိုက်တယ်မင်းသားကျမမနေ့ကနန်းတွင်းဆေးဆရာကိုမေးကြည့်လိုက်တော့ကျမကသွေးအားနေနေလို့ကိုဝဲအတွက်ငကားမုံမြတ်ကိုသုံးပြီးအားဖြည့်တာမယ်အမရဲ့လက်ထဲမှာကင်ထားတာအဲ့ဒါမဟုတ်လားချန်ကျွင်းကကျမကိုကြည့်ပြီးရွင်းကဲမင်းလက်ထဲမှာကင်ထားတဲ့ငကားမုံမြတ်ကိုလော့ရောင်ကိုပေးလိုက်စမ်းလော့ရောင်ကကျွန်တော်ရဲ့ရင်သွေးကိုလွှိုက်ထားလားသူကမင်းချက်အများကြီးပို့အဖိုးတန်နေဒီဆေးမြစ်ကသူ့အတွက်ပဲအသုံးဝင်မှာကျမဆေးမြစ်ကိုကင်ထားတဲ့လက်ကိုလုံးဝမလွတ်ပဲဒီဆေးမြစ်ကိုကျမအရင်ဆုံးယူခဲ့တာမင်းတကယ်ပဲတတိကောင်းတာပါမင်းကအပေခဲ့ရတဲ့မိမတယောက်မဟုတ်လားလော့ရောင်ရဲ့ပစ္စည်းကိုလူယူရတယ်ပေါ့မင်းရဲ့နောက်ကြားဘက်ကနေမနေ့ကကိစ္စတွေကိုအားကိုးပြီးအမြင့်ကိုလမ်းတက်နိုင်မယ်လို့မထင်ဘူးမင်းအခုအိမ်ရှိဆန်အိမ်တော်ထဲရောက်နေရင်တောင်မှကျွန်တော်မျက်စိထဲမှာတော့မင်းကအောက်တန်းစာတယောက်ပဲဒီဆေးမြစ်ကိုမင်းဝယ်ခွင့်မပြုနိုင်ဘူးဝယ်ဖို့စိတ်တောင်မကူးနဲ့တော့ရှန်ကတူလန်ကုန်ထဲကိုခြေလမ်းကျဲနဲ့ဝင်လာတယ်သူ့ရဲ့ဝတ်စုံစကားတကားခွန်ကိုဖျက်ကျော်သွားပြီးညီတော်ကိုမင်းရဲ့မျက်နှာကတကယ်ပဲကြီးမာတာပါအိမ်ရှိဆန်အိမ်တော်ရဲ့ကိစ္စတွေကိုဝင်ဆွက်ဖယ်ချင်နေတာလားအေးဆက်အတန်းတခုတူလန်ကုန်တကားဝကနေထွက်ပေါ်လာတယ်သူ့ရဲ့အကြည့်တွေကခြံကျွင်းအပေါ်မှာကြာရောက်နေတယ်ကိုတောင်တကားဝကနေအေးဆက်တဲ့အတန်းထွက်ပေါ်လာတယ်ရှန်ကိုကြည့်လိုက်တဲ့အခါသူ့ရဲ့အကြည့်လေးကအေးဆက်နေသည်လော့ရံကဘုံဆိုပြီးဒူးတောက်ချလိုက်တယ်အိမ်ရှိဆန်မင်းသားဒါတွေအားလုံးကအချင်းလွဲလာပါခုနကယွင်ကဲကလော့ရောင်ရဲ့ဆေးတွေကိုအရင်လူယူသွားတာပါခြံကျွင်းကကျမအတွက်တရားမျှတမှုရဖို့ကူညီပေးရုံကမင်းသားကိုစော်ကားဖို့ရည်ရွယ်ချက်လုံးဝမရှိပါဘူးခြံကျွင်းကလည်းအတင်းကျပ်ဝင်ပြောလိုက်တယ်ဟုတ်ပါတယ်အကိုတော့ဒီမိန်းမကမနေ့ကတင်ကြက်ဖတ်တကောင်နဲ့လစ်ထပ်ပြီးကျမော့အိမ်တော်ကလူဖြစ်လာတာပါဒီနေ့ကျတော့လော့ရောင်ရဲ့အားဆေးတွေကိုလာလူတယ်ပြန်ပြီးတော့လည်းခံပြောသေးတယ်ဒီကဲကိုအကောင်အဆိုးမသိတတ်တာပဲသူမရဲ့စကားအလားတွေမှာအကိုတော့အလိမ်မခံပါနဲ့မရိုင်လိုက်ကြည့်လားရှန်ရဲ့အသံကရုတ်တရက်အေးဆက်သွားတယ်။စောင်းရသည်မှာတိုက်ခတ်လာတဲ့မြောက်လေလိုပဲအေးဆက်တုံကြီးစရာကောင်းလာတယ်။ရွင်ကဲကအခုအိမ်ရှိဆန်မင်းသမီးမင်းရဲ့မကြီးပဲမင်းကသူ့အဖို့ဒီလောက်တောင်မယုံမသေးလုံယုံလေးမကဘူး။သူ့ရဲ့အဆင့်အတန်းကိုပါလောက်ကြံဖန်တီးပြီးပြောဆိုရဲသေးတယ်ပေါ့။သူစကားပြောနေစဉ်မှာလေယာဘက်လက်ကကလာထိုင်လက်တန်းကိုတင်းဆုပ်ထားလို့လက်စစ်တွေဖျားဖြိုးနေပြီးလက်ပမိုးကအကျိုးတွေထောင်နေနေတယ်။အမြဲလိုက်နူးညံ့သေးမွေးတဲ့မျက်လုံးတွေဟာအခုတော့ဒေါသတွေနဲ့ပြည့်ညက်နေပြီးဂိုတောင်တကားဝမှာရက်နေတဲ့ခြံကျွင်းကိုစိတ်ချနေတယ်။ခြံကျွင်းတကူလုံးတောင်တင်းသွားပြီးမျက်နှာပေါင်းကပြောင်ချောအမူအရာတွေဟာရေခဲရည်နဲ့အလောင်းခံရသလိုချက်ချင်းအေးခဲသွားတယ်။သူမျက်လုံးအပြူသားနဲ့နှုတ်ခမ်းတွေတုံကြီးနေပြီးလဲစလုတ်ကအကျဉ်းလှူရှားသွားပြီးမှအတန်ထွက်လာတယ်။မကြီးမထွက်နိုင်တာသူမနစ်ကတင်မဲတော်ကသူ့ကိုအကိုတော်နဲ့လက်ထပ်မဲလို့တခါမှမပြောဘူးပါဟုသူ့အတန်ထဲမှာတုံကြီးမှုတွေပါနေတယ်တဝက်ကအန်အော်မှုဖြစ်ပြီးကြံတဝက်ကမကျေနပ်မှုဖြစ်တယ်မနစ်ကအီးရှန်တောင်ပြင်ပမှာရွင်ခန်းကဲတွေ့တုန်းကသူကအပြိုစင်ဖိုးကပဲရှိသေးတာကိုဘလို့လုပ်ပြီးတင်ရတယ်နဲ့အင်းရှိဆန်မင်းသမီးဖြစ်သွားရတာလေသူမတိစိတ်နဲ့နောက်ကိုလှည့်ကြည့်လိုက်တယ်မဲတော်ဝှေ့ဖေးတနေရာကနေထွက်လာပြီးဒါဒီအားလုံးကအထင်လွဲတာပါလို့ပြောပေးမဲ့အချိန်ကိုမျော်လင့်နေမိတယ်
မဲတော်ကမင်းကိုဖုံးကွယ်ထားတာမဟုတ်ဘူးမင်းကိုပြောပြဟိုအချိန်မရသေးတာပါရှန်ချန်ရှန်ကအေးဆက်စွာရဲလိုက်တယ်အဲ့ဒီအပြုံးထဲမှာလောင်ပြောင်မှုနဲ့သတိပေးမှုတွေပါဝင်နေတယ်မင်းညကငါနဲ့ယွင်ကဲလက်ထပ်ပြီးပြီနန်းတွင်းမှာတန်းမာလေးပြင်ဆင်ဖြစ်သွားပြီသူကအခုတရဝင်းအိမ်ရှိဆန်မင်းသမီးပဲသူခဏရက်ပြီးဓားခဲ့သူထက်မြက်တဲ့အကြည့်ဒီနဲ့ချန်ကျွင်းကိုဒလုံးချင်းမိလိုက်တယ်မင်းခုနကသူကဘသူလူလဲလို့ပြောလိုက်ကလေဒီမေခွန်းကအလွန်လေးနက်ပြီးစကလုံးတရင်ကအေးဆက်တဲ့တန်မိုဒီလိုချန်ကျွင်းရဲ့ရင်ထဲကိုစိတ်ဝင်သွားတယ်ချန်ကျွင်းလုံးဝစွန့်အပ်သွားပြီးမျက်နာကတလေစီပြာနန်းဖြာဖြော့သွားပြီးခေါင်းထဲမှာလည်းအုံချွတ်ချွတ်ဖြစ်နေတယ်သူထွက်သွားတဲ့နောက်တညထဲမှာဒီလောက်အများကြီးဖြစ်ပြသွားလိမ့်မယ်လို့မထင်မိဘူးယွင်ကဲကနန်းတွင်းအမျက်စုရဲ့သမီးပဲသူရလူချင်းရင်တနေ့နေ့မှရအောင်ယူမယ်လို့ထင်ထားတာဒါပေမဲ့အခုတော့သူကအိမ်ရှိဆန်မင်းသမီးဖြစ်သွားပြီသူ့ရဲ့မကြီးဖြစ်သွားပြီသူဘတော်မှလက်ဖြားနေတော့မတူရဲတဲ့လူဖြစ်သွားပြီသွားကြည့်လိုက်တဲ့နောက်ချန်ကျွင်းသူ့ကိုသူစိတ်တည်ငြိမ်အောင်အတင်းစူးစမ်းလိုက်တယ်။သဖင်းရှည်ချွတ်လိုက်ပြီးညက်တာဘော်ကဟန်ဆောင်အပြုံးတစ်ခုလှုပ်ယူလိုက်ပြီးမိအတန်ထဲမှာမနာလူမှုကိုဖုံးကွယ်လို့မရဘူး အခုဆိုရင်အခုတော့နားမှာလူဆောင်ရှောက်ဖို့လူအပ်နေပြီရွှင်ကဲကဆရာကြီးရဲ့သမီးဖြစ်ပေမဲ့စိတ်ဓာတ်ကအရန်ပြင်းထန်လွန်းတယ်ဒီလောက်ထိစိတ်ရှည်လဲရှည်ရှိပါမလားမသိဘူးသူစကားပြောတဲ့အခါတမင်တကာအရှင်ရှော့ပြောနေလားစကားလုံးတွေကိုတိချရွေးချယ်နေတယ်လို့ပဲဒါပေမဲ့သူ့မျက်လုံးတွေကတော့ရှန်ရဲ့ဘေးပတ်ချီလောက်စီကိုပဲခဏကြည့်နေတယ်အခုတော့နီးစီသွားလာတာကတိတ်အစင်မပြေလာဘူးအနားမှာရှိတဲ့သူကသာခရုမစိတ်တက်ရင်တိုက်မိခိတ်မိတာမျိုးဖြစ်လာရင်ခမီးတော်နဲ့အမှန်မြင့်တွေစိတ်ပူရလိမ့်မယ်ဒီစကားထဲမှာခြေမစွမ်းတာဆိုတဲ့စကားလုံးကလုံးမှမပါပေမဲ့စကားလုံးတိုင်းကရှန်ရဲ့ခြေထောက်ဝေဒနာကိုပဲရည်ညွှန်းနေတယ်သူ့ကိုလူဆောင်ရှောက်ဖို့လိုတယ်လို့လှုံ့ပြောင်းနေလားယွင်ကဲကသူ့ကိုကောင်းကောင်းမပြုစုနိုင်ဘူးလို့လည်းတွေ့ဝိုက်ပြောနေတာဒါကသူ့ကိုတိုက်ရိုက်စော့ကားနေတာပဲကြံကျွင်းဒီစကားပြောနေချိန်မှာနှကန်းတောင်ကအနှဲငယ်တက်ဖာပြီးမြန်ဝန်းထဲမှာခြေနဲ့ရိတ်တွေဖြတ်ပြေးသွားတယ်သူကဒီခြေထောက်ဝေဒနာဟာရှန်ရဲ့အကြီးမားဆုံးတော့နာကျင်မှုဖြစ်တယ်လို့အပိုင်တွက်ထားတာဒီအိမ်ရှိဆန်မင်းသားကတော့ဘလို့မှတုံ့ပြန်မှုမရှိပဲနေနိုင်မှာမဟုတ်ဘူးတူလောင်ယုံထဲကလီဒူးကချက်ချင်းဆိုသလိုတင်းမသွားပြီးလေထဲမှာအသက်ရှူရချက်စေတဲ့ဖိအားတွေလွှမ်းမိုးနေတယ်ရှန်ကလက်နှစ်ဖက်ကိုနောက်ပစ်ထားပြီးလက်ဖွားတွေကိုတိတ်တိတ်ဆိတ်ဆုပ်ထားတယ်လက်သေးတွေကလက်ဖွားတဲ့အထိနင့်တွေလူနေပါပဲသူ့မျက်နှာမှာဘာအမူအရာမှမရှိပေမဲ့မင်းရိုးကြသားတွေကတော့တင်းနေတယ်လဲစိတ်ကအနှင်းငယ်လှုပ်ရှားသွားတာကတခုခုကိုအစွမ်းကုန်အောင်အီးတီးဟန်ရတယ်လို့ပဲသူရဲ့ဘဲဘက်ခြေတော့ကတစစ်စစ်နဲ့နာကျင်နေပြီဒါကအနာဟောင်းကြောင့်မဟုတ်ပဲစောစောကမတက်ရက်နေတာကြားသွားလို့ရဲ့ရုတ်တရက်အားနေချက်ကိုအထိုးခံလဲရလို့ရဲ့ကြောင့်ခန္ဓာကိုယ်ကမတိစိတ်ကနေတင်းမသွားတာကျမရှေ့ကိုတလန်းတိုးလိုက်ပြီးရှန်ရဲ့ပြီးမှတဘာဝကြမတ်တက်ရက်လိုက်တယ်သူ့ရဲ့လက်အောင်တွေအနှဲငယ်တောင့်တင်းနေတာကိုကျမခံစားမိတယ်ဒါနဲ့ပဲသူ့လက်ကဝစ်ကိုတိတ်တဆိတ်အသားရဆုပ်ကိုင်ပေးလိုက်တယ်ကျမရှိတယ်လို့သူ့ကိုပြောနေတယ်လို့မျိုးပေါ့ကိုရောက်မြောက်မင်းသားကအင်ရှင်ဆန်ရဲ့နေ့စဉ်သွားလာတော့စိတ်ပူစရာမလိုပါဘူးကျမရဲ့အထံကအရန်လဲမကျဲတယ်လို့အရန်လဲမတိုးပါဘူးအေးအေးဆေးဆေးနဲ့ပဲခိုင်မာတဲ့ယုံကြည်ချက်မျိုးပါနေလေကျမကအင်ရှင်ဆန်မင်းသမီးဖြစ်တဲ့အတွက်မင်းသားကိုကျမဘာသာကောင်းကောင်းပြုစုစောင့်ရှောက်ပါမယ်မင်းသားသွားလာရခက်ခဲတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့တဝက်လောက်ကြာရင်ပြန်ကောင်းလာမှာပါကျမခဏလောက်ရက်လိုက်ပြီးကြံကျွန်းကိုအေးအေးဆေးဆေးစိုက်ကြည့်လိုက်တယ်နှခမ်းလေးတွေအနှဲငယ်ပြုံးလိုက်တဲ့အခါဒီလိုစကားပြောဝင်မှထပ်ပြောရဲတော့မှာမဟုတ်ဘူးကြံကျွန်းကမျက်ခေါင်းပြင်သွားတယ်မျက်နှာပေါ်ကမထီမဲတဲ့အမူအရာကအထင်းနာမယ်သူကျမကိုအထက်အောက်ကြည့်လိုက်ပြီးစကားတန်ထဲမှာအထင်မြင်သိမှုတွေဖြစ်နေတယ်မင်းကတော့စကားကြီးကျပြောတတ်တာပဲနောင်တော်ကြီးရဲ့ခြေထောက်ဝေဒနာကဘာနဲ့နှိရှိနေတာလဲနန်းတွင်သမားတော်တွေတောင်လက်လွတ်ထားတာကိုမင်းလိုမင်းကလေးတယောက်ကဘာလုပ်နိုင်မလို့လဲအင်ရှေဆန်ကိုကပ်ဖားခြင်းလို့မျက်နှာချူသွေးပြီးလေလုံးထွားနေတာမဟုတ်လားသူကပ်ဖားဆိုတဲ့စကားလုံးကိုတုံးလိုက်တဲ့အခါတမင်တကာအတန်ကိုဖိပြောသွားတယ်တခုခုကိုအရင်မြုပ်ပြောနေတယ်လို့ပဲသူနောက်ကချွေရန်တင်းဖွင့်တွေကလည်းလိုက်ပြီးတော့ခတ်တိုးတိုးလောင်ရဲကြတယ်အဲ့ဒီလောင်ရဲတန်ကခတ်တိုးတိုးဆူပြီးမင်းအနဲ့ထိုးလိုက်တယ်လို့မျိုးနားထဲမှာစူးနေတယ်ကျမမစိတ်မကောင်းဘူးသူ့ကိုငိမ့်ငိမ့်လေးပဲကြည့်နေမိတယ်အေးအေးဆေးဆေးတင်းငိမ့်နဲ့ကျမရဲ့အကြည့်တန်ကရေစံနှစ်ကြီးလိုပဲဒီလိုအေးအေးဆေးဆေးနေတာကပဲကြံကျွန်းကိုအနေမခက်စေတယ်လေချောင်းတစ်ချက်ရှင်းလိုက်ပြီးကျမရဲ့တုံးပြတ်မှုကိုအေးအေးဆေးဆေးစောင့်နေဘလို့မျိုးဟန်ဆောင်နေတယ်နီးလန်းရှိမရှိဆိုတာကိုတော့နောက်မှကိုရောက်မြောက်မြင်သားကိုလည်းမြင်တွေ့ရမှာပါကျမသူ့နဲ့ထပ်ပြီးစကားအရှိမဆက်တော့ဘူးရှန်ဘက်ကိုလင့်ပြီးပြောလိုက်တယ်မင်းသားကျမတို့သွားကြစုဒီမှာအချိန်မဖြုံးပါနဲ့တော့ရှန်ခေါင်းညုံပြတယ်ကျမလက်ကိုလှမ်းကန်လိုက်တယ်သူ့ရဲ့လက်ဖွားတွေကနှွေးထွေးပြီးခြောက်သေးနေလေလက်ချောင်းလေးတွေအနှဲငယ်တင်းကျပ်သွားတာကကျမသူ့နားမှာရှိနေသေးလားဆိုတာကိုအတီးပြုတ်နေတယ်လို့ပဲသူလှည့်သွားတယ်ခြေလမ်းတွေနည်းနည်းလေးနှေးကွေးနေတယ်ဒါပေမဲ့စောစောကထက်အများကြီးပိုပြီးတည်ငြိမ်နေတယ်ကြံကျွန်းနာကဖက်သွားတဲ့အခါသူခြေလမ်းတစ်ချက်တုံသွားတယ်ခေါင်းကိုအနှဲငယ်ဆောင်းပြီးကြံကျွန်းရဲ့မျက်နှာကိုကြည့်လိုက်တယ်အဲ့ဒီအကြည့်ထဲမှာဒေါသတွေမပါတယ်လို့အမှန်တရားတွေလည်းမရှိဘူးအထက်စီးကကြည့်တဲ့အေးဆက်ဆက်အမှုရာလေးရှိတယ်နောက်လည်းမသိလိုက်တဲ့ခလေးတယောက်ကိုကြည့်နေတယ်လို့မျိုးညီတော့ကိုရဲ့မင်းရဲ့လူတွေကိုထိမ့်ပါအောင်မင်းရဲ့ဘာကိုလည်းထိမ့်ပါအောင်သူစကားပြောပြီးတာနဲ့ထပ်မနေတော့ပဲကျမလက်ကိုဆွဲပြီးတိုးလောင်ယုံထဲကနေအမြင်ထွက်လာခဲ့တယ်ခြေလမ်းတွေဖြည်းဖြည်းဝေးသွားတဲ့အခါကြံကျွန်းတယောက်ထဲကြံ့နေခဲ့တယ်မျက်နှာကဒေါသကြောင့်ပြာနီးနေပြီးရင်ဘက်ကလည်းနှိမ်ချမြင့်ပင်းနေတယ်တခုခုနဲ့အပိတ်ခံရတယ်လို့မျိုးအသက်ရှူဝါကြက်နေပုံပဲရှန်ထွက်သွားတဲ့ဖက်ကိုကြည့်ပြီးနှကန်းတွေကိုတင်းစိတ်ထားတယ်လက်သွန်းပြုတ်တွေကိုတင်းဆုပ်ထားတဲ့အတွက်လက်စစ်တွေတောင်ဖြူနေတယ်ဒါပေမဲ့စကားတစ်ခုမှပြန်မပြောရဲဘူးသူဘလောက်ပဲမှုန့်မာနေပါစေအင်ရှီဆန်နဲ့တော့တကယ်မျက်နှာပြတ်အောင်မလုပ်ရဲဘူးစောစောကသူ့လုံးပြောင်ခဲ့တာတွေဟာသူ့လုံနေပမြအစွမ်းကုန်ပါပဲသူကောင်းကောင်းတည်တယ်ရှန်ကခြေတော့ဝေဒနာရှိနေပြီမဲ့နောက်ဆုံးကတော့အင်ရှီဆန်ပဲသူကတော့ကိုတော်ကမွေးတဲ့မင်းသားတစ်ယောက်ဖက်ဖြစ်တယ်နန်းတွင်ထဲမှာအခြေခံကတိတ်မခိုင်သေးဘူးတကယ်လို့ခမီးတော်စီအထိတည်င်းရောက်သွားရင်ခမီးတော်ကသူ့ဘက်မှာရက်တီမပေးမှာမဟုတ်ဘူးသူစိတ်ပြက်လက်ပြက်နဲ့စကားတစ်ခုခုပြောလိုက်တယ်ပြီးတော့လက်ကိုဝှေ့ရိုင်းပြီးထွက်သွားတယ်သူ့နောက်ကချွေရန်နေလဲတယောက်မျက်နှာတယောက်ကြည့်ပြီးအမြန်ဆုံးလိုက်သွားကြတော့လေအဲ့ခြေစံနန်းဆောင်ကိုပြန်ရုပ်တဲ့အခါမိုးကတဖြည်းဖြည်းချုပ်လာပြီးနန်းဆောင်ထဲမှာမီးအိမ်တွေကိုစောစောစီစီထုံးထားကြတယ်
ကျမမိဖို့ဆောင်ဘေးကဆေးဖော်တဲ့အခန်းစီကိုတန်းသွားလိုက်တယ်ဒီအခန်းကကျမမနေ့ကပဲလူတွေကိုခိုင်းပြီးတန်းရှင်းလုပ်ခိုင်းထားတာအရင်ကတော့ပစ္စည်းဟောင်းတွေထည့်ထားတဲ့အခန်းလိုလီပေါ့အခုတော့ဆေးကန်းလေးတစ်ခုအဖြစ်ပြောင်းလဲလိုက်ပြီးနေရန်ဘေးကစင်ပေါ်မှာတော့ဆေးဥတွေနဲ့ဆေးမြင့်ဆေးဥတွေအပီရှိနေတယ်ဆေးဝါးတွေရဲ့ခါတက်တဲ့အနံ့ကစင်မောကနေဆေးနေနေယူလိုက်တယ်တေချာလေးချိန်တွေပြီးထောင်းလိုက်တယ်ဒီဆေးနီးကကျမစုလီတော်မရှိလုံးကစာအုပ်ဟောင်းတုပ်ထဲမှာတိုက်ဆိုင်ဆိုင်တွေ့ခဲ့တာအေးပါပြီးကြွတ်သားတွေတောင့်တင်းခဲ့ဝေဒနာကိုကူတာဖို့တော့ပေါ့ရှန်ချန်ဆန်းရဲ့ခြေထောက်ဝေဒနာကငငယ်တုန်းကနင်းထဲမှာတညာလုံးဒူးထောက်ခဲ့ရလို့အေးပါတီချစ်တဲ့ဝေဒနာပါဒီနှစ်တွေအတွင်းမှာနန်းတွင်းသမားတော်ဒီအများကြီးကူတာပြေခဲ့ဘူးလေသူ့ရဲ့အကြည့်တွေထဲမှာတန်တရားတွေပါနေတယ်ဖော်ပြလို့မရတဲ့ခန်းစားခြင်းမျိုးပေါ့သူဘာမှထမ်းမမိတော့ဘူးမောက်ပြီးဆေးကိုတောက်လိုက်တယ်ဆေးကအရန်ခါပြီးမြင်သူမြင်မောင်းတစ်ချက်တောင်မကြုတ်ဘူးတောက်ပြီးရဲ့ညောင်လေစိတ်ကအနှဲငယ်လှုပ်ရှားသွားတယ်လျှာပြားနဲ့နှုတ်ခမ်းကိုမတိစိတ်ကနေလှက်လိုက်တယ်ခါလာလို့ကျမမေးလိုက်တော့သူခေါင်းခါပြပြီးနှုတ်ခမ်းတောင်လေးတွေကွေးသွားတယ်ခက်အေးအေးအပြုံးလေးတစ်ခုနဲ့ပေါ့ငငယ်တုန်းကတောက်ခဲ့ရတဲ့ဆေးတွေနဲ့ရှင်ရင်ဒါကတော်တော်လေးကြိုပါသေးတယ်သူဒီစကားကိုပြောတဲ့အခါအတန်ကအရင်ညင်သားပေမဲ့အေးမကြီးရဲ့ကစားလေးတစ်ခုကိုပြောနေတယ်လို့ပဲဒါပေမဲ့ကျမရဲ့နားထဲမှာတော့ရင်ထဲမှာတစ်ချက်အောင်သွားတယ်လို့ခံစားရတယ်ကျမမင်းသားတွေအများကြီးမြင်မှုပါတယ်သူတို့ကစီးစိမ်ချမ်းပါတဲ့ကြားမှာအလိုလိုက်ခံပြီးကြီးပြင်းလာကြတာစီးတောင်ရင်တောင်အချိုးပွဲလိုချင်ကြတာဒါပေမဲ့ရှန်ချန်ရှန်ကဓာတ်ကကျိုးတယ်လို့ပြောတဲ့အခါသူ့ရဲ့အတန်ထဲမှာဘာအဖြစ်တွေမှမပါဘူးစီးရဲဒုက္ခတွေကိုကြုံတွေ့ပြီးမှရလာတဲ့တည်ငြိမ်မှုမျိုးပဲရှိတယ်မနေ့ပြန်ကျမထပ်ပြီးကျူးပြီးပါမယ်သူခေါင်းကျင်ပြလိုက်တယ်ခွက်အလုပ်ကိုစပွဲပေါ်တင်လိုက်ပြီးရုတ်တရက်စကားပြောလာတယ်ယွင်ကဲမင်းချန်ကျွင်းနဲ့ရန်ဖစ်စရာမလိုဘူးသူကမင်းသားတပါတယ်သူ့နောက်မှာလဲဝိတ်ကူလို့တော့ကရှိနေတာကျမသူ့စကားကိုဖျက်လိုက်တယ်ကျမကမင်းသားရင်ဇနီးပါလीမင်းသားကိုကာကွယ်ပေးဖို့ကကျမရဲ့တာဝန်ပဲလीကိုကူးမြောင်မင်းသားနဲ့ပတ်သက်ရင်တော့ဒီနေ့သူပြောခဲ့တဲ့စကားတွေကကျမကိုမလီမစားတာထပ်ပို့ပါတယ်ကျမခဏလုံးရက်လိုက်တယ်သူ့ရဲ့မျက်လုံးတွေကိုကြည့်လိုက်တယ်သူကမင်းသားရဲ့တီးခန့်နေစွမ်းကိုစမ်းတက်နေတာပါရှန်ချန်ရှန်ခဏလုံးတိတ်သွားတယ်မြုံဝင်းထဲမှာရှုပ်ထွေးတဲ့ခန်းစားချက်တွေဖြစ်ပြေးသွားတယ်တခုခုကိုပြောချင်နေတယ်လို့ပဲနောက်ဆုံးမှာတော့တပ်ပြင်းတစ်ချက်ပဲအသားအောင်ကြောက်လိုက်တယ်မနှက်ပြန်စောစောကျမတို့စုရင်တော်ကိုပြောကြမယ်အိမ်ရှိစံရဲ့ရထားလုံးကစုရင်တော်တကားဝဲကိုရောက်တဲ့အခါဖခင်ကစောစောစီစီရောက်နေပြီမိခင်ကလည်းတကားဝဲမှာစောင့်နေတယ်ဖခင်ကဝေဆုံးတစ်ကိုဝတ်ထားပြီးခါးကိုလည်းမမတ်ထားလေဒါပေမဲ့သူ့မျက်လုံးထဲမှာတော့ဖုံးကွယ်မထားနိုင်တဲ့စူးရင်ပူပန်မှုတွေရှိနေတယ်မိခင်ကသူ့ဘေးမှာရှိပြီးလက်ထဲမှာလက်ကိုက်ဘဝကိုကြစ်ကြစ်ပါအောင်ဆုပ်ထားတယ်မျက်လုံးတွေကလည်းအနှင်းငယ်နီးရနေတယ်ကျမရထားပေါ်ကဆင်းလာတာကိုမြင်တော့ကျမကိုတွဲထားရဲ့ရှန်ရှန်ရှန်ကိုလည်းမြင်လိုက်တယ်ဖခင်ရဲ့မျက်နှာကအယမ်းကိုရှုပ်ထွေးသွားတယ်သူ့ရှေ့ကိုတလန်တိုးပြီးကျမလက်ကိုဆွဲလိုက်တယ်လက်ချောင်းလေးတွေအနှင်းငယ်တုံရင်းနေတယ်ယွင်ကဲဖခင်ကကျမနာမည်ကိုခေါ်လိုက်တယ်အတန်ကအနှင်းငယ်အိုက်ကွဲနေတယ်နောက်ဆုံးမှာတော့မင်းကအိမ်ရှိဆန်မန်းသားနဲ့လက်ထပ်ရသည်ပေါ့သူစိတ်ပူနေတာကျမသိပါတယ်ဒီလက်ထပ်ပွဲကရုတ်တရက်ကြီးဖြစ်သွားတာကိုမနေ့ကမှအိမ်မှာရှိနေတဲ့သမီးကဒီနေ့တော့အိမ်ရှိဆန်ကလေးဖြစ်သွားပြီလေအဖေကတတလုံးတတိကြီးကြီးကနေလာခဲ့သူပါနန်းတွင်းကြီးတွေထဲပါဝင်ပတ်သက်ရမှာကိုသူအကြောက်ဆုံးပဲအခုသမီးဖြစ်သူကအိမ်ရှိဆန်ကလေးဖြစ်သွားတော့သူဘလောက်စိတ်ပူနေမလဲဆိုတာမှန်းဆလို့ရပါတယ်ကျမလည်းသူ့ကိုပြုံးပြီးနှက်သိလိုက်တယ်အဖေအိမ်ရှိဆန်ကကျမပေါ်သိကောင်းပါတယ်စိတ်မပူပါနဲ့အဲ့ဒီလိုပြောလိုက်ရင်ကျမမသိစိတ်နဲ့ရှန်ချန်ရှန်ကိုလှည့်ကြည့်လိုက်မိတယ်။သူကကျမနောက်မှာရက်နေပြီးနူးညံ့တဲ့အပြုံးလေးနဲ့ကြည့်နေတယ်။သူ့အကြည့်တွေကစောင်းတွင်းကနှွေးထွေးတဲ့နေရောင်ကြည့်လိုပဲ။အဖေကခေါင်းညိပြပြီးမျက်နှာလေးနည်းနည်းဝင်းပါလာတယ်။သူကရှန်ချန်ရှန်ဘက်လှည့်ပြီးတေးသေးချာချာအယိုသေးပေးလိုက်တယ်။ဒီလိုအယိုသေးပေးတာကတော်တော်လေးကိုလီးနတ်ပါတယ်။ခါးကိုမြေပြေနဲ့ထိလူနီးပါးကိုကိုင်းညွတ်လိုက်တာပါ။အရှင်ယွင်ကေးကကျွန်တော်ရဲ့အချစ်ဆုံးသမီးလေးပါ